နေဝင်ရီဒီယိုအချိန်လေးတစ်ခုရဲ့ကောင်းကင်ယံမှာရွှေအိုရောင်တိမ်တိုက်တွေကဟိုတစားဒီတစားနဲ့လှပနေသလိုတောင်တန်းတွေရဲ့နောက်ွယ်ကိုနေမင်းကြီးကလည်းတဖြည်းဖြည်းနဲ့ငုတ်ရှိုးပြောင်းကွယ်ဖို့အတွက်ပြင်နေပါပြီ။အဲ့ဒီအချိန်မှာရွာရဲ့အလှပဆုံးလို့နာမည်ကြီးတဲ့အမဖြစ်သူမေရှူးနဲ့ညီမဖြစ်သူနန်းရင်တို့ဟာဝါတောင်ကိုစီကိုကြောမှလွဲပြီးရွာပြင်ကိုထွက်လာခဲ့ကြတာပါ။အလာချင်းပြိုင်နေတဲ့သူတို့ညီမနှစ်ယောက်ကနေဝင်စည်းစားအလင်းရောင်အောက်မှာတကယ်ကိုပကြီးကားတစ်ချက်လိုကြော့ရှင်းလို့နေကြတော့တာပေါ့။ဒေါ်တောင်တွေရဲ့အေးမြတဲ့လေညင်းတွေကသူတို့စီကိုတိုးဝေတိုက်ခတ်နေသလိုအိတ်တန်းပြန်ကြတော့မယ်ငှက်ကလေးတွေရဲ့အော်တန်တွေကလည်းပတ်ဝန်းကျင်မှာပြန်လွင်လို့နေတာပါ။အဲ့ဒါကိုပဲသူတို့ညီအမနှစ်ယောက်ကတယောက်ကိုတယောက်စားနောက်ကြည်နူးရင်ရွာပြင်လမ်းလေးအတိုင်းအေးအေးလူလူရှောက်လာကြတာဖြစ်ပါတယ်။သူတို့ဟာအဖေဖြစ်သူရဲ့စေခိုင်းချက်အရာတောင်ယာတွေကတဲကိုသွားပြီးနေရင်ကလွတ်ထားတဲ့ကြက်တွေကိုရှန်ထဲသွင်းဖို့နဲ့တညာလုံးရာတဲမှာအိပ်ပြီးရာဆောင်ဖို့အတွက်သွားနေကြတာပေါ့လမ်းမှာတော့ရွာတွေကလူရှုပ်လူပွေတငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဆိုင်းခန်းနဲ့ခွန်အောင်တို့နဲ့မမျော်လင့်ပဲထိတ်တိုက်ဆုံမိကြပါတယ်ဒီလိုနှစ်ယောက်ဟာညီအမနှစ်ယောက်ကိုစိတ်ဝင်စားပြီးပိုးပန်းနေကြတာကြာပါပြီဒါပေမဲ့သူတို့ရဲ့ရုပ်ရည်ကလည်းတာမန်ပဲရှိသလိုအလုတ်အကင်ထက်အပေါ်စားဟာတာတွေနဲ့အရှိန်ဖြုံးနေတတ်တာကြောင့်မေရှူးနဲ့နန်းရင်တို့ရဲ့စိတ်ကူးတွေကအမျိုးသားပုံစံတွေနဲ့တော့ဒဇက်ကလေးတောင်မှမနီးစက်ကြပါဘူးအလိုဗျာဒီနေ့တော့မိုးတော်စောစောရှုပ်တော့မယ်တင်နေဘာလို့လဲဆိုတော့နေမင်းကြီးနှစ်စင်းကဒီမှာလမ်းလျှောက်နေတာကိုမိန်းကလေးတို့ဘယ်ကိုသွားကြမလို့လဲတော်လန်ကမှောင်လဲမှောင်တော့မယ်ဆိုတော့အကူကြီးတို့ကပဲလိုက်ဖို့ပြရမလားတော်စမ်းမှာဆိုင်ခန့်ရာနေ့ရဲ့ရိုးဤနေရဲ့ဖွင့်ကြောင်စကားတွေကိုခဏသိမ်းထားလိုက်အောင်ငါနဲ့ညီမလေးကတောင်ရမှာတက်သွားဆောင်ရမှာမလို့အရှိန်မရှိဘူးအလင်းလိုနေရလမ်းဖယ်ပေးစမ်းမှာရှေ့မှာလာပိတ်ရက်နေတာအမြင်ကပ်ဖို့ကောင်းလို့ဟေးမေရှူးကလည်းတော်တဲ့တောင်ထဲမှာညီအမနှစ်ယောက်တည်းသွားအိတ်တာကအရန်ကိုအန်ဒီရများတယ်လေမဟုတ်ဘူးလားနန်းရင်လေဒီလိုလုပ်မလားဒီညတော့အကူတို့နှစ်ယောက်ကပဲကိုကျိုးစုအနင်းနာခံပြီးတော့တောင်ရထဲမှာပေါ်ဖြစ်လိုက်အိပ်ပြီးကောင်းမလားလို့လေဒေါ်ကလည်းနဲ့သားရဲကလည်းပေါ်တော့ရာဆောင်ပြီးမဲ့ယောက်ျားသားရှိနေတာကပူပြီးစိတ်ချရတယ်မဟုတ်လားမလိုပါဘူးကျမတို့ဘာသာကျမတို့ဆောင်းရှောက်နိုင်နေအကိုတို့ဒုက္ခခံပြီးလိုက်ခဲ့ပြီးဖို့လုံးဝမလိုဘူးနတ်မျိုးစရာကြီးပါနန်းရင်ရဲ့စိတ်မပုတ်ဆမ်းပါနဲ့ညာဘက်တော်ထဲမှာအေးစိတ်နေတာနော်အကိုတို့နှစ်ယောက်သားအနားမှာရှိနေရင်မိဘုံလေးနားမှာထိုင်းနေတာထက်တောင်မှပိုးပြီးနှွေးထွေးလုံခြုံစီရမယ်လို့အာမခံတယ်အကိုတို့ကိုလိုက်ခဲ့ခွင့်ပေးပါနော်လို့ငါပြပြတသားပြောပြီးပြီလေမလာခဲ့နဲ့လို့ညတို့ရီဆိုအတင်းတောင်ရအထိလိုက်လာရင်လေငါတော့တကားဖွင့်မိမှာမဟုတ်ဘူးညတို့လိုလူတွေနဲ့စကားပြောပြီးအောက်ပေါက်ခံမှာလည်းမဟုတ်ဘူးအိမ်ကိုပဲတက်တက်ပြန်ကြတော့ညီမနှစ်ယောက်ဟာစကားဆုံးတာနဲ့မျက်နှာကိုတင်းထားပြီးတချက်ကလေးအောင်လှည့်မကြည့်ပဲရာတဲစီကိုထွက်သွားကြပါတယ်။အချက်တကွဲဖြစ်ပြီးကြံရစ်ခဲ့တဲ့ဆိုင်းခန်းနဲ့ခွန်အောင်တို့ကတော့မျက်နှာငယ်လေးတွေနဲ့နှမျောတတဖြစ်ရင်လမ်းမထက်မှာငူငူကြီးကြံရစ်ခဲ့တာပေါ့။ဒီလိုနဲ့ညကနက်တဲ့နက်လာတဲ့အခါမှာတော့ဒေါ်အုပ်ကြီးတစ်ခုလုံးဟာတိတ်ဆိတ်ချောက်ချလို့နေပါတယ်။ပစင်းရင်ခွဲအော်တန်တွေနဲ့တောကောင်လေးတွေရဲ့အော်တန်တွေကပဲဟိုတစားဒီစားနဲ့ပြန်လွင်လို့နေတာပေါ့။တောင်ရတဲကတဲလေးထဲမှာတော့မေရှူးနဲ့နန်းရင်တို့ညီအမနှစ်ယောက်ဟာအလုတ်တွေသိမ်းပြီးလုံခြုံအောင်အိပ်ဖို့အတွက်ပြင်နေကြပါတယ်။အဲဒီအချိန်မှာပဲတဲအောက်ကအောက်ရှည်ကပ်နေတဲ့တရွက်လျှောက်လေးတွေပေါ်မှာနင်းဖြတ်လာတဲ့ရှည်တံတွေကိုကြားလိုက်ရတော့တာပေါ့။ခဏကြာမှာတော့ဝါထရန်ကိုတတောက်တောင်းနဲ့အသာလေးလာခောက်တဲ့အတန်ကလည်းထွက်ပေါ်လို့လာပါတော့တယ်။အဲ့ဒါကတော့အမောင်တူကိုအန်တူးပြီးနှင်းတွေကြားတဲ့ဇွဲကောင်းကောင်းနဲ့တောင်ရအထိလိုက်လာခဲ့ကြတဲ့ဆိုင်ခန်းနဲ့ခွန်အောင်တို့တငယ်ချင်းနှစ်ယောက်ပဲဖြစ်ပါတယ်။ဟေးအိတ်ကုန်ကြပြီလားမေရှူလေးနဲ့နန်းရင်လေးတို့ရေအိပ်ပျော်နေကြပြီလားဟင်ကိုတို့ရောက်လာပြီလေဒီမှာရုပ်ချောတဲ့အကိုကြီးဆိုင်ခန်းနဲ့ခွန်အောင်တို့ရောက်လာပြီကွာညာဘက်နှင်းတွေရဲ့ကြားမှာဒုက္ခခံပြီးမင်းတို့စီကိုအဖော်လုပ်ပေးဖို့အရောက်လာခဲ့တာနော်။အိုးတော်တော်စိတ်ပြည့်ဖို့ကောင်းတာပဲ။နင်တို့တွေဘယ်ကနေဘလို့ပေါက်ချလာပြီးနောက်ချက်ပြန်ပြီလဲ။ဘသူကလာခိုင်းလို့လဲ။ဟမ်အခုရှိရှင်ပြန်သွားကြတော့ငါတကယ်အိတ်တော့မှာ။အိုးမေရှူလေးရဲ့စိတ်မလို့ပါနဲ့အောင်အကိုတို့ကရှောင်းကိုဖြတ်တောင်းကိုကြောပြီးခရီးအဝေးကြီးလမ်းလျှောက်လာရတာလေ
အခုဆိုရင်ဘိုက်ကလည်းအရန်စာနေပြီအေးတန်ကလည်းတော်တော်နှိမ့်ဆက်နေတာတကားလေးခဏလောက်ဖွင့်ပေးပါဦးအထဲမှာမိခဏလောက်လှုံပြီးနားမရစီဒါမှမဟုတ်မင်းတို့ညီအမနှစ်ယောက်အိပ်ပျော်သွားအောင်အကိုတို့ကတရှင်းလေးနဲ့ရှော့သိပ်ပေးရမလားကဲစမယ်နော်1 2 3အခုရှိရင်ရက်လိုက်စမ်းအဲ့ဒီနားမခံတာတဲ့အတန်ဆိုးကြီးနဲ့တရှင်းဆိုရင်တော့ငါနဲ့ငါအမဒီညအိမ်မက်ဆိုရီမက်ပြီးလှန်နိုးနေရောမှာပဲဟဲ့လူတွေငါတို့တဲနာကနေအဝေးကိုဆုတ်သွားကြစမ်းမသွားရင်တော့တွေ့ကြတာပေါ့စိတ်ဆက်လုံးနဲ့နန်းရင်ဟာပြောရင်းဆိုရင်အနားမှာရှိတဲ့ဒုတ်ကိုယူပြီးတကားဝါစီကိုပြစ်ပေါက်လိုက်ပါတော့တယ်ဒုံကနေဆိုတဲ့အတန်ကြီးကိုအကျယ်ကြီးကြားလိုက်ရတော့တဲအပြင်ဘက်ကခွန်အောင်တို့နှစ်ယောက်လဲလမ်းလို့သွားခဲ့ကြတာပေါ့လူနန်းရင်လေးရဲ့စိတ်မပုတ်စမ်းပါနဲ့အကိုတို့ကတကယ်ကိုစေတနာအပြည့်နဲ့လာခဲ့တာပါတကယ်လို့အကိုတို့ကိုအပြစ်မှဒီတိုင်းပြစ်ထားလို့ကြားကြိုက်သွားရင်နင်တို့ပဲနှမျောရမှာနော်အကိုတို့လိုရုပ်လျှောတဲ့လူမျိုးကြီးတွေကိုဆုံးရှုံးသွားရင်ရွာအတွက်နှမျောစရာကြီးဖြစ်သွားမှာပေါ့ကြာဟုတ်လားကြားကလေနင်တို့လိုမျက်နှာမျိုးရွေးစားပါမလားနင်တို့မျက်နှာကိုမြင်ရင်ကြားတော်လန့်ပြီးထွက်ပြေးသွားအောင်မယ်အပေါ်စကားတွေပြောမနေနဲ့တော့အခုရှိရင်အိမ်ပြန်ကြနင်တို့တွေဇွတ်သွန်းနေအောင်မယ်ဆိုရင်တော့ငါတကယ်ချင်းတုံးနဲ့ပေါက်လိုက်တော့မှာနော်ကောင်းကွဲသွားမယ်တတိထားဟဲ့ကောင်ခွန်တော်ကြည်ရတာမေရှုတကယ်လုံးတော့မဲ့ပုံမဲကွာသူတို့ကထင်းတုံးတွေနဲ့အသင့်ပြင်ထားတာဘယ်လိုလုပ်ကြမလဲကွာအေးကွာအခုတော့နောက်ဆုတ်တာပဲကောင်းဝင်တင်တယ်ဆက်နေရင်တော့မေရှုစီကထင်းတုံးနဲ့အရိုက်ခံရပြီးခေါင်းခွဲမှအသေးကြပဲအဲ့ဒါထက်ပိုဆိုးတာကအရှက်ကွဲကုန်လိမ့်မယ်နော်လူရှုံလူပွေတငယ်ချင်းနှစ်ယောက်ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးဘာမှမတက်နိုင်တော့တဲ့အစုံစိတ်ပြက်လက်ပြက်နေပဲလှည့်ပြန်ခဲ့ကြရပါတယ်။သူတို့ရဲ့ရှည်လန်းတွေဟာတစပိုထူထပ်လာတဲ့အမောင်တူတွေမှာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားကြပါပြီ။တောင်ရတဲလီထဲမှာတော့မေရှုနဲ့နန်းရင်တို့ညီအမနှစ်ယောက်ဟာအနောက်အရှက်ပေးမဲ့သူတွေအားလုံးကင်းသွားပြီမလို့ဘာကိုမှမစင်စားတော့ပဲစိတ်အေးလက်အေးနဲ့အိတ်ဆက်အနားယူနေကြတာပေါ့။တောတောင်ရဲ့အေးမြလာတဲ့အငွေအသက်တွေရဲ့ကြားမှာသူတို့ညီအမနှစ်ယောက်ရဲ့အိတ်ဆက်ရှင်ကတကယ်ကိုငြိမ်းချမ်းနေပါ रे တစ်ဖက်မှာတော့စိုင်းခန်းနဲ့ခွန်အောင်တို့ဟာမှောင်မဲနေတဲ့တော်လန်အတိုင်းရွာဘက်ကိုရှေကုံလက်ပန်းချပြီးပြန်နေကြတာပေါ့သူတို့ရဲ့အကြံစီတွေအကုန်လုံးပျက်စီးသွားတဲ့အတွက်တယောက်ကိုတယောက်အပြစ်တင်ရင်စိတ်ပြက်လက်ပြက်နဲ့စကားဆိုနေကြတာပါဟိုးဒီတခါလဲလွဲပြန်ပြီကွာဒီညီမနှစ်ယောက်ကတော့တော်တော်ကိုစိတ်မာတာပဲငါတို့ကသာအပင်ပန်းခံပြီးလာတာသူတို့ကတော့တစ်စက်ကလေးတော့အလျှော့မပေးပါလားအရှိအနေကတော့အရင်အတိုင်းပဲဝေးနေတော့မယ်ငါတို့ဘယ်လိုဆက်လုပ်ကြရင်ကောင်းမလဲစိုင်းခန့်ရအဲ့ဒါပဲစဉ်းစားရတော့မယ်ငါတို့ရေရှင်းနဲ့တီဆောက်ထားတဲ့သူကတော့ဒီလောက်လေးနဲ့ရှုံးပေးဖို့ဆိုတာကလွယ်နဲ့မစဉ်းစားဘူးကွာကောင်းကောင်းမွန်မွန်ရှင်းကလို့မှမရတာအဲ့ဒါဆိုရင်တော့အစီအစဉ်အသစ်တစ်ခုခုကိုသုံးမှဖြစ်တော့မယ်အစီအစဉ်သစ်ဘာအစီအစဉ်သစ်လဲဟာဆိုင်ခိုင်းရငါကိုလည်းပြောပြအောင်လေကွာမနေ့ပြန်ကြမှာသာစောင့်ကြည့်နေလိုက်စမ်းပါအခုကြိုပြောလိုက်ရင်ရင်ခုန်စရာမကောင်းတော့ပဲပေါ်သွားလိမ့်မယ်နောက်တနေ့ညနေရောက်တော့မီရှူနဲ့နန်းရင်တို့ညီအမနှစ်ယောက်ဟာထုံးစံအတိုင်းပဲဝါတောင်းလေးတွေကိုလွှဲပြီးတောင်ရတဲလေးစီကိုလာခဲ့ကြပြန်ပါတယ်။ကြက်တွေကိုရှန်ထဲသွင်းပြီးအိတ်ဖို့အတွက်ပြင်နေခဲ့ကြတာပေါ့။အဲဒီအချိန်တဲနဲ့မလန်မကန်ကမှောင်မဲနေတဲ့ရှုံပုတ်တွေရဲ့အနောက်မှာတော့စိုင်းခန်းနဲ့ခွန်အောင်တို့ကတိတ်တိတ်ရှောင်းမြောင်းလို့နေခဲ့ကြပါတယ်။ကဲခွန်အောင်အချိန်တန်ပြီအခုမင်းရဲ့အစွမ်းကိုပြစမ်းရဟိန်းတန်ကိုစမ်းအော်ပြအောင်ကွာအပြင်းဆုံးနဲ့ကြောက်စရာအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်နော်။ဦးအလိုဗျာအဲ့ဒါကခွေးနဲ့ကြောင်ရံဖြစ်ပြီးအောင်နေတဲ့အတန်ကြီးဖြစ်နေပြီခွန်အောင်ရဒီအတန်နဲ့တော့ဘသူကကြောက်မှလဲကွာအဲ့ဒီထက်ပိုပြီးအသက်ပါတဲ့ပိုကြောက်ဖို့ကောင်းတဲ့အတန်မျိုးလှုပ်ဆမ်းပါအေးပါငါလည်းလေးကျင်နေတာပဲကဲပြန်လို့မယ်အေးအဲ့ဒါမှမင်းနည်းနည်းတော်သေးတယ်ကွာတကယ်ကြာကြီးဟိန်းတန်နေတော့နည်းနည်းတော့ဆင်သွားပြီကွာအဲ့ဒီအတန်ကိုသိချမှတ်ထားငါတို့တောင်ရအစံနာကိုရောက်တာနဲ့အားရပါရတာဟိမ့်ပလိုက်တော့ကြားလားတောင်ရတဲလေးထဲမှာတော့မီရှူနဲ့နန်းရင်တို့ညီအမနှစ်ယောက်ဟာအီးစိမ့်နဲ့ညအေးတံကိုကာကွယ်ဖို့အတွက်မိဘလီနာမှာထိုင်းပြီးစကားတပြောနဲ့အိပ်ဖို့ပြင်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲတဲရဲ့အနောက်ဘက်တောင်ရအဆက်ကတောအုပ်စီကနေထူးထူးဆန်းဆန်းကြောက်စရာကောင်းတဲ့ကြားဟိန်းတန်ကြီးတကူလွင့်ပြန်လို့လာပါတယ်မမခုနကတော့တခုခုကဟိန်းလိုက်တဲ့အတန်ကိုကြားမိလားတောကောင်ကြီးတကောင်ကောင်များလားမသိဘူးအေးငါလဲကြားလိုက်တယ်နားထောင်ရတာကြားဟိန်းတန်နေအောင်တူတယ်လို့ပဲဒါပေမဲ့ငါတို့နားကြားမှတာလည်းဖြစ်နိုင်တာပဲ
ကြားဆိုတာတော့မဖြစ်နိုင်တော့ပါဘူးဒီနားတော်ရီမှာကြားသိရှိရမဟုတ်ဘူးလေဒါပေမဲ့မေရှူးကစိတ်အေးအောင်စကားပြောလို့တော့မဆုံးသေးခင်မှာပဲအဲ့ဒီကြာဟိန်းတန်ကြီးကနောက်ထပ်တစ်ချိန်ထပ်ပြီးထွက်ပေါ်လာပြန်ပါတယ်ဒီတခါတော့အတန်ကပို့ပြီးတော့ကျဲလာသလိုတဲနဲ့လည်းတဖြည်းဖြည်းနီးကပ်လို့လာခဲ့တာပါမမအတန်တဲနာကိုပို့တိုးလာပြီကျမတကယ်ကြောက်တယ်အဲ့ဒီအကောင်ကြီးကငါတို့စီကိုလာနေရလားမသိဘူးစစ်အေးထားပါနန်းရင်ရဲ့ငါတို့ကတဲထဲမှာလေတကားတွေကိုလည်းအခိုင်အမာကြက်ထိုးပြီးပိတ်ထားတာဆိုတော့အဲ့ဒီအကောင်ကြီးအထဲကိုဇွတ်ဝင်လာလို့မရပါဘူးကြောက်မနေနဲ့စိတ်ကိုအေးအေးထားပြီးဖျားစာလေးပါလေးရွတ်နေနော်အဲ့ဒီချိန်မှာပဲဝါထီယန်ကိုတခုခုနဲ့ကုတ်ရှစ်တဲ့အတန်တွေနဲ့အတူဒုံဆိုပြီးပြင်းပြင်းထန်ထန်စောင်းလိုက်တဲ့အတန်ကြီးကတဲတစ်ခုလုံးကိုတုံခါသွားစီတဲ့အထိထွက်ပေါ်လာခဲ့ပါတယ်။မေရှူးနဲ့နန်းရင်တို့ညီအမနှစ်ယောက်လည်းကြောက်လန့်တကြားနဲ့အတကုံအော်ဟစ်ပြီးတယောက်ကိုတယောက်အသေးအလဲဖတ်ထားကြတာပေါ့။ကဲကြပါအောင်တယောက်ရှိရင်ကဲကြပါအောင်ရှင်သိပါပြီသူတို့နှစ်ယောက်သားတုံလုံးလျှောက်ရှားနေတော့မှပဲတဲအပြင်ဘက်ကနေမိတို့အလင်းရောင်တွေဖြာထွက်လာတာကိုမြင်လိုက်ရသလိုတချိန်တည်းမှာပဲယောက်ျားလေးနှစ်ယောက်ရဲ့အော်ဟစ်ဆဲဆူတန်တွေကိုလည်းကြဲကြဲလောင်လောင်ကြားလိုက်ရပါတယ်။တော်တဲ့ထွက်တော်စံအကောင်ဆုံးရဲ့ဒီနာကိုလုံးဝမလာနဲ့နော်ငါစီမှာမိပါတယ်ကွာမိရှိရဲ့နော်။ဆိုင်ကမိတို့နဲ့သာရိုက်ထုတ်လိုက်တော့ဒါတော်စံတော်တဲရှိမှာရှေးတန်တွေဒရုံထုံးနဲ့ပြေးလွှားနေတဲ့အတန်တွေအပြင်ကြောက်စရာကောင်းတဲ့ကြားဟိန်းတန်ကြီးကနောက်ဆုံးတစ်ချက်အကျယ်ကြီးထွက်ပေါ်လာပြီးတော့မှပတ်ဝန်းကျင်တစ်ခုလုံးပြန်လဲတိတ်ဆိတ်သွားပါတော့တယ်။အစောပိုင်းကရုံရင်းဆန်ခတ်ဖြစ်နေတဲ့အတန်တွေကရုတ်တရက်ရပ်တန့်သွားတာကြောင့်တဲထဲမှာရှိတဲ့ညီအမနှစ်ယောက်ဟာရင်တထိတ်ထိတ်နဲ့ဘာဖြစ်မလဲဆိုတာကိုစောင့်ကြည့်နေခဲ့ကြတာပေါ့။ဒီအချိန်မှာတဲအပြင်ဘက်ကနေစိုးရိမ်တကြီးနဲ့လှမ်းခေါ်လိုက်တဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်။မေရှူနိုင်ရင်ဘာမှဖြစ်ကြဘူးမလားအကိုတို့ကြားကိုမောင်းထုတ်လိုက်ပြီနော်အခုမကြောက်ကြနဲ့တော့ယင်းနေတဲ့အတန်တွေကိုကြားလိုက်ရတာကြောင့်ညီအမနှစ်ယောက်ဟာစိတ်သက်သာရသွားပြီးအမြန်ပြေးကတကားကိုဖွင့်လိုက်ကြတာပေါ့တကားဝါမှာတော့ဆိုင်ခန်းနဲ့ခွန်အောင်တို့ဟာကြားကိုမောင်းထုတ်ရင်အင်တိုင်းအားတိုက်လုပ်ခဲ့ရတဲ့အတွက်အမောတကောနဲ့ဟောဟဲဆိုင်ပြီးရက်နေခဲ့ကြတာပါဒါပေမဲ့ထိတ်လန့်စရာကောင်းတာကတော့သူတို့နှစ်ယောက်စလုံးရဲ့မျက်နှာနဲ့အဝတ်အစားတွေမှာသွေးတွေပေပွားနေတာပါပဲအလိုသိပါပြီနင်တို့သွေးထွက်နေရပဲတန်ရရလာတာလားမြန်အထဲကိုအရင်ဝင်ကြညီမနှစ်ယောက်ဟာလူရှုံးနှစ်ယောက်ကိုတဲတဲ့အထိအတင်းခေါ်လိုက်ကြသလိုတကားကိုလည်းအခိုင်အမာပြန်ပိတ်ပြီးရက်ထိုးလိုက်ကြပါတယ်ဆိုင်ခန်းနဲ့ခွန်အောင်တို့ကတော့လူကပြောတိပြောဖက်ပုံစံနဲ့အရန်နာကျင်နေတဲ့အောင်အော်ဟစ်ညီတော်ပြနေကြပါတယ်နားလိုက်တာနန်းရဲအဲ့ဒီကြာကတော်တော်ကိုကြီးတာပဲငါမှတော့အသက်တောင်မနေလူပြီးပြေးလာခဲ့ရတာကြည်စမ်းသွေးတွေအများကြီးထွက်နေတာငါတို့ခေါင်းတွေမူပြီးမေ့လေတော့မယ်ထင်တယ်နန်းရဲခွန်အောင်ကအငယ်မလေးနန်းရည်ရဲ့အနာကိုတိုးကပ်သွားပြီးပြည့်ရွှဲနေတဲ့အတန်နဲ့ပြောလိုက်တာပါအဲ့ဒီအချိန်ဆိုင်ခန်းကလည်းအားကြမခံမေရှူးရဲ့အနာမှာကပ်ပြီးအတန်သေးအတန်ညောင်နဲ့ပြောလိုက်ပါသေးတယ်နာလိုက်တာကြည်စမ်းမအောင်ငါမျက်နှာမှာသွေးတွေအများကြီးထွက်နေပြီလားအခုခေါင်းတွေလည်းမူးလာပြီလူကမေ့လေတော့မလို့ပဲမေရှူးရဲ့ခဏလောက်တီးခံလိုက်ပါအောင်ဆိုင်ခန်းရဲ့ငါသွေးတွေကိုတောက်ပြီးမယ်ငါတို့ကိုကူညီဖို့အသက်ကိုရင်မိလာခဲ့ကြတာတကယ်ကိုကျေးဇူးတင်ပါတယ်မပြောပါနဲ့မေရှူယာကိစ္စမရှိပါဘူးငါတို့ကတော့နင်တို့အန်ဒီရဲ့ဖြစ်နေတာကိုဒီတိုင်းကြည့်မနေနိုင်ဘူးဟာဆိုင်ခန်းဟာသူ့ရဲ့မျက်နှာကိုတန်ရှင်းအောင်တုပ်ပြီးတာနဲ့နောက်ထပ်အစီအစဉ်တစ်ကိုရှက်ရှင်းစတင်လိုက်ပါတယ်။သူဟာတခုခုကိုကြောက်လန့်နေသလိုနဲ့ဘယ်ညာကိုထိတ်လန့်တကြားကြည့်ရင်ခွန်အောင်ကိုလည်းမျက်နှာပြက်ပြလိုက်တာပေါ့။အဲ့ဒါကတော့သူတို့ဟာညီအမနှစ်ယောက်ရဲ့ယုံကြည်မှုကိုရအောင်တရုပ်ဆောင်ပြနေတာဖြစ်ပါတယ်။သူတို့ရဲ့ပုံစံကအပြင်ဘက်မှာနောက်ထပ်အန်ဒီရဲ့တခုခုရှိနေသလိုစိုးရိမ်စိတ်တွေပြည့်နေတဲ့မျက်လုံးအစုံနဲ့တဲအပြင်ဘက်ကိုခဏခဏလှည့်ကြည့်နေတာပါ။မင်းကလေးတို့ငါတို့ကြားကိုမမောင်းထုတ်ခင်တော့ကတဲဘက်ကိုလမ်းကြည့်လိုက်တော့ကြားတစ်ကောင်လေးကိုပဲမြင်ခဲ့တာမဟုတ်ဘူးသိလားဘာဖြစ်လို့လဲအဲ့ဒါဆိုရင်ကြားအပြင်တခြားဘာကိုမြင်ခဲ့သေးလို့လဲငါမြင်ခဲ့တာကလူတစ်ယောက်ဟာအရန်ကိုမြင်တဲ့လူတစ်ယောက်ပဲအသားတွေကလည်းဖြူဖြောနေပြီးနင်တို့ရဲ့တဲရှိမှာကြောပေးပြီးမတ်တရက်နေတာကြီးရတာတော့တကယ်ကိုကြောက်ဖို့ကောင်းတာပဲအဲ့ဒါတီချာပေါက်တစီကြီးဖြစ်ရမယ်
တဆေးဆိုတဲ့စကားကိုကြားလိုက်ရတော့ညီအမနှစ်ယောက်ဟာတကူလုံးကြက်သိမ်းမွေးညင်းတွေထားပြီးဆိုင်းခန်းတဲ့ခွန်တောင်တို့အနားကိုအလိုလိုနေရင်တိုးကက်သွားကြတာပေါ့လူလေတငယ်ချင်းနှစ်ယောက်ကလည်းအခွင့်အရေးကိုလက်လွတ်မခံပဲညီအမနှစ်ယောက်ရဲ့ပကုံးတွေကိုရှင်းရှင်းအသာလေးဖတ်ထားလိုက်ကြပါတယ် ဟေးနင်တို့ဘာလုပ်နေကြတာလဲအခုရှင်းရှင်းလက်ကိုဖယ်စမ်းဒါအခွင့်အရေးယူနေရပဲမဟုတ်လား ။အိုးမင်းကလေးရဲ့ငါကအခွင့်အရေးယူနေတာမဟုတ်ပါဘူး။နင်တို့ကိုကာကွယ်ပေးခြင်းလို့ဖတ်ထားပေးတာပါ။တကယ်လို့နင်တို့ကငါတို့ကိုအမြင်ကတ်တယ်ဆိုရင်လေငါတို့အခုပဲအိမ်ပြန်တော့မယ်လေ။ဆိုင်ခန်ကလူတက်ကြီးလှုပ်ပြီးတဲတဲကထသွားဖို့ပြင်လိုက်တဲ့အခါတစေကြောင်စိတ်ကငယ်လေးအထိအပြေးဝရောက်နေတဲ့ညီမနှစ်ယောက်ဟာကြောက်လန့်တကြားနေပဲဆိုင်ခန်တို့ရဲ့အင်ကြီးလက်တွေကိုအတင်းဆွဲထားကြတော့တာပေါ့။ နေပါအောင်အခုတော့မသွားပါနဲ့အောင်ကျမတို့ပြစ်မသွားပါနဲ့နင်တို့ဖက်တာကိုခွင့်ပြုပါမယ်ဒါပေမဲ့ကျမတို့တော့အခုလိုမျိုးကြီးပြစ်မသွားပါနဲ့နော် စိတ်ချပါမိန်းကလေးရဲ့ဒီညတော့အကိုတို့နှစ်ယောက်ကပဲကိုကျိုးစွန့်ပြီးတော့မင်းတို့ကိုဘေးရန်တွေကနေအကာအကွယ်ပေးရင်ဒီတယ်လေးမှာပဲစောင့်အိပ်ပေးပါမယ်။ခြေအနေကညှိနှိုင်းလို့အဆင်ပြေသွားတဲ့အခါမှာတော့ညီအမနှစ်ယောက်ဟာတဲရဲ့ကြမ်းပြင်ပေါ်မှာဝါးဖျားလေးကိုခင်းပေးပြီးလူရှုံးနှစ်ယောက်ကိုအိပ်ဖို့အတွက်ပြင်ပေးလိုက်ကြပါတယ်။သူတို့ကိုယ်တိုင်ကတော့ကြမ်းပြင်ထက်မြင့်တဲ့ဝက်ကက်ကတင်လေးပေါ်မှာတက်အိပ်ကြတာပေါ့။ အာဘာလို့ငါတို့ကိုကြမ်းပြင်ပေါ်မှာအိတ်ခိုင်းတာလဲကြမ်းပြင်ကအေးစိတ်နေတာပဲဟာငါတို့ကိုလည်းဟိုအပေါ်မှာနည်းနည်းလေးတူတူဝင်းနဲ့အတူတူအိတ်ခွင့်မပေးချင်ကြဘူးလား ရတာချက်ပို့ပြီးအခွင့်အရေးမယူစမ်းနဲ့ဆိုင်ခန့်ငါတို့ကတဲထဲမှာအိတ်ခွင့်ပေးရတာနင်တို့အကျော်ကန်ကောင်းလာပြီတကယ်လို့ကျမ်းပြင်မှာမအိတ်နိုင်ဘူးဆိုရင်လည်းအပြင်ထွက်ပြီးတော့ဟိုတစေကြီးနဲ့ပဲသွားအိတ်ထီတော့သွားမလား အေးပါကြမ်းပြင်မှာပဲအိတ်ပါမယ်ကြမ်းပြင်ကလည်းအေးအေးလူလူနဲ့အိတ်လို့ကောင်းပါပါလူလေတငယ်ချင်းနှစ်ယောက်ဟာနှမျောတတစိတ်နဲ့ပဲတဲရဲ့ကြမ်းပြင်ပေါ်မှာလဲအိတ်လိုက်ကြပါတယ်အပေါ်ကဝက်ကက်ပေါ်မှာကြောပေးပြီးအိတ်နေတဲ့ညီအမနှစ်ယောက်ကိုကြည့်ပြီးတက်ပြင်းတွေရှာနေခဲ့မိတာပေါ့ဒါပေမဲ့သူတို့ရဲ့ပထမအဆင့်အစီအစဉ်ကညီအမနှစ်ယောက်ရဲ့ယုံကြည်မှုကိုရအောင်ယူနိုင်ခဲ့တဲ့အတွက်အောင်မြင်သွားပြီမလို့ရင်းထဲမှာခိုးပြီးဝမ်းသာနေကြတာပေါ့ဒီလိုနဲ့လေးယောက်သားတဲထဲမှာအေးအေးလူလူအိတ်ဆက်နားနေကြတာမိုးတောင်ရန်အာယုံတက်ရှင်ကိုတော့ရောက်လို့လာခဲ့ပါပြီ။ဆိုင်ခန်းတဲ့ခွန်တောင်တို့ကတော့အလုရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ရွာကိုပြန်ဖို့နှုတ်ဆက်ပြီးအရင်ထွက်ခွာသွားကြသလိုမီရှူးနဲ့နန်းရင်တို့လည်းညကကြုံခဲ့ရတဲ့ကြောက်စိတ်တွေမပြေသေးတာကြောင့်ပစ္စည်းတွေကိုအမြန်သိမ်းပြီးတော်လန်အတိုင်းရွာဘက်ကိုခတ်တုတ်ပြန်ခဲ့ကြပါရီ။အိမ်ပြန်ရောက်တာနဲ့မင်းညာကကြုံခဲ့ရတဲ့ထိတ်လန့်စရာအဖြစ်အပျက်တွေနဲ့ဆိုင်ခန်းတို့ကဲတင်ပေးခဲ့တဲ့အကြောင်းတွေကိုအဖေဖြစ်သူသိအောင်အသေးစိတ်ပြောပြလိုက်ကြပါရီ။အဖေဖြစ်သူကတော့တခုခုကိုတန်တရားဖြစ်နေတဲ့ပုံစံမျိုးနဲ့မျက်မှောင်ကျုံပြီးနားထောင်လို့နေခဲ့တာပေါ့။ဟေးကြာဟုတ်လားအဲ့ဒါတော့မဖြစ်နိုင်တာပဲငါတို့တောင်ရကတောနက်ထဲမှာရှိတာလည်းမဟုတ်ဘူးဒီနားကလူတွေတောင်ရလှုပ်လာတာဆယ်စုနှစ်တခုမကတော့ဘူးဘယ်သူမှကြားကိုတခါမှမမြင်ဘူးကြဘူးလေပြီးတော့အဲ့ဒီလူရှုံနှစ်ယောက်ကလည်းအဲ့ဒီအချိန်မှအကွက်ချက်ချဘယ်လိုလုပ်ပြီးရောက်လာရတာလဲအဲ့ဒါကတော့တော်တော်ကိုထူးဆန်းနေပြီအဖေဖြစ်သူဟာဆိုင်ခန်းတို့ရဲ့အမူအရာကိုတန်တရားဝင်သွားပြီးညီမနှစ်ယောက်ကိုအနာအထိခေါ်လိုက်ပါရီပြီးတာနဲ့အမှန်တရားကိုစုံစမ်းဖို့နဲ့ဆိုင်ခန်းတို့ရဲ့အလိအညာတွေကိုဖော်ထုတ်နိုင်အောင်အစီအစဉ်တစ်ခုကိုအတူတူတိုင်ပင်ပြီးကြံစည်ကြတာပေါ့အဖေဖြစ်သူကသူတို့ညီမနှစ်ယောက်ကိုဘာတွေလုပ်ရမယ်ဆိုတာသေချာမှားကြရင်အကွက်ကြကြပြင်ဆင်လိုက်တာပါအဲ့ဒီညမှာတော့မေရှူးနဲ့နန်းရင်တို့ဟာထုံးစံအတိုင်းတောင်ရတဲမှာကျက်ဆောင်ဖို့အတွက်ဝါတောင်းကိုစီလွဲပြီးရွာပြင်ကိုထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့ဒီညမှာတော့သူတို့ညီမနှစ်ယောက်တည်းမဟုတ်ပဲတခြားဧည့်သည်တစ်ယောက်ကပါသူတို့နောက်ကိုလိုက်ပါလို့လာခဲ့တာပါ။အဲ့ဒီဧည့်သည်ကတော့တခြားသူမဟုတ်ပဲတန်တရားတွေတပွေးတစ်ပိုင်းနဲ့အမှန်တရားကိုဖော်ထုတ်ဖို့ပြင်ဆင်လာတဲ့သူတို့ရဲ့အဖေပဲဖြစ်ပါတယ်။ညာကနတ်တဲ့နတ်လာပြီးတောအုပ်ကြီးတစ်ခုလုံးတိတ်ဆိတ်ရှောက်ရှားနေတဲ့အချိန်မှာတော့ကြောက်စရာကောင်းတဲ့ကြားဟိန်းတန်ကြီးကတောင်ရအဆက်ကနေထွက်ပေါ်လာပြန်ပါရီ။အဲ့ဒီအတန်ဟာတဲနာအထိတလန်းချင်းနီးကပ်လာလိုက်တာနောက်ဆုံးမှာတော့တဲတကားဝအရှိတတဲ့မှာတင်ရက်တန်လို့သွားခဲ့ပါပြီ။အေးငါကတော့တွေကထွက်လာတဲ့ကြားကြီးကွာငါနေတို့ကိုအခုပဲအစိမ့်လိုက်ဝါစားတော့မယ်ဟာကြောက်သွားကြပြီလားသူတို့တွေကအောင်နိုင်သူတွေလိုရေမောလို့တော့မဆုံးသေးခင်မှာပဲတဲတဲကနေအတန်ကြီးတစ်ခုထွက်လာပါတယ်ဟေးအကောင်စုပ်တွေမင်းတို့တွေဒီမှာဘာတွေလာပြီးအကြံပတ်ဆက်နေကြတာလဲတကယ်ပဲသိချင်နေကြပြီလား
ဘယ်အိမ်ကအလိုလိုက်ထားတဲ့ကလေးတွေမလို့ဒီလောက်တောင်လူလေကြပြီးလိန်ညာရဲကြတာလေဒါငါသမီးတွေကွာမင်းတို့ကစားကြရမှာမဟုတ်ဘူးရုတ်တရက်တဲတဲကနေထွက်ပေါ်လာတဲ့အဖေဖြစ်သူရဲ့ဒေါသကြီးအော်ဟစ်တန်ကြောင့်စိုင်းခန်းနဲ့ခွန်အောင်တို့ဟာတကူလုံးတုန်တက်သွားပြီးထိတ်လန့်လို့သွားခဲ့ကြတာပေါ့သူတို့ဟာမျက်လုံးအပြူသားပါးစပ်အဟောင်းသားနဲ့မျက်နှာရေးလည်းသွေးမရှိသလိုဖြူဖြော့ကုန်ပြီးဘာလို့ပါကန်ရမှန်းမသိပဲတောင်းတောင်းကြီးရက်နေကြပါရီအဲ့ဒီမှာရက်နေလိုက်စမ်းငါသမီးတွေကိုတစီတွေကြားရီနဲ့လာပြီးရှောက်လန့်ရဲတဲ့အကောင်တွေဒီနေ့တော့မင်းတို့တေဖို့သာပြင်ပေးကြတော့အာတေးပြီပြေးဟာခွန်အောင်ကြီးလစ်တော့ညီမနှစ်ယောက်ရဲ့အဖေကတော့သူတို့ကိုအသေးသက်ဖို့မဟုတ်ပေမဲ့ရှောက်လန့်တဲ့အနေနဲ့သူကိုင်းလာတဲ့အမဲလိုက်တဲ့နက်ကိုကောင်းကင်ပေါ်ထောင်းပြီးဒိုင်းကနေပစ်လိုက်ပါတယ်။စိုင်းခန်းနဲ့ခွန်အောင်တို့လည်းရုတ်တရက်ထွက်ပေါ်လာတဲ့တနက်တန်ကြောင့်တတိလက်လို့အော်ဟစ်ကဖက်နှက်တောင်မပါပဲရွာထဲကိုလှည့်ပြန်ပြေးသွားကြတော့တာပေါ့။သူတို့ဟာအမောင်ထဲမှာတယောက်နဲ့တယောက်တိုင်မိမတက်ထွက်ပြေးကြရင်လူရိပ်လူရောင်တော်မမြင်ရတော့တဲ့အထိပျောက်ကွယ်သွားကြတာဖြစ်ပါတယ်။နောက်တနေ့မနေ့ရောက်တော့အဖေဖြစ်သူဟာအချိန်ဆွဲမနေတော့ပဲစိုင်းခန်းနဲ့ခွန်အောင်တို့ရဲ့မိဘတွေနဲ့ရွာကလူကြီးသူမတွေကိုအိမ်အထိအမြန်ခေါ်ပြီးဒီကိစ္စကိုပြည့်ပြည့်စုံစုံဖြေရှင်းဖို့စီစဉ်တော့တာပေါ့။ခိုင်လုံတဲ့တက်သေးတွေနဲ့လူမိသွားပြီဖြစ်တဲ့အတွက်လူရှုပ်လူဝေတငယ်ချင်းနှစ်ယောက်လည်းမျက်နှာလေးငယ်ငယ်ခေါင်းလေးငိုက်ဆိုင်ပြီးသူတို့လှုပ်ခဲ့တဲ့အမားတွေကိုအကုန်လုံးဝန်ခံလိုက်ရပါတော့တယ်။ရွာကလူကြီးသူမတွေကလည်းစိုင်းခန်းနဲ့ခွန်အောင်တို့ရဲ့လောက်ရက်ဟာလူရည်လူတန့်တွေရဲ့ကျင့်ဝတ်နဲ့မညီညွတ်တဲ့အပြင်မဲ့တဲ့မိန်းကလေးတွေကိုထိတ်လန့်တုန်လှုပ်အောင်လုပ်ခဲ့တာဟာအင်ဂျရီတိတ်ခါကိုပါပြင်းပြင်းထန်ထန်ထိပါရရောက်တယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါကြောင့်မီရှူနဲ့နန်းရင်တို့ညီအမနှစ်ယောက်ကြုံတွေ့ခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအရှက်ရစေမှုတွေအတွက်ရော်ချင်းငွေအမြောက်အများပေးဆောင်စေပြီးထိုက်တန်အပြစ်ပေးလိုက်ကြတာပေါ့ဒီလိုနဲ့ရှုပ်ထွေးဖြစ်နေတဲ့ကိစ္စရက်တွေအတွက်ရော်ကျွေးငွေတွေပေးရှည်လို့ပြီးဆုံးသွားတဲ့အခါမှာတော့မေရှုနဲ့နန်းရင်တို့ဟာထုံးစံအတိုင်းတောင်ယာတဲကိုပြန်သွားပြီးကျက်ဆောင်တဲ့အလုပ်ကိုအေးချမ်းဆက်လုပ်ကြပါရီဒါပေမဲ့စိုင်းခန်းတဲ့ခွန်အောင်တို့ကတော့ညနေပြောင်တိုင်လွန်းသူတွေဖြစ်တာကြောင့်ညီအမနှစ်ယောက်ပေါ်ထားတဲ့အရှစ်စိတ်ဟာလုံးဝလျော့ပါမသွားကြပါဘူးအဲ့ဒီညမှာပဲသူတို့နှစ်ယောက်ဟာတောင်ယာတဲစီကိုနောက်တစ်ခေါက်အားတင်ပြီးရောက်လာကြပြန်ပါရီမေရှုနိုင်ရင်အကိုတို့ပါစိုင်းခန်းနဲ့ခွန်အောင်တို့ရောက်လာတာပါအကိုတို့အရင်ကလှုပ်ခဲ့တဲ့မိုင်မဲမှုတွေအတွက်တကယ်ကိုနောင်တရနေပါပြီကွာအဲ့ဒီအတွက်လည်းကိုတို့တောင်းပန်ပါတယ်နော်ဒါတွေအားလုံးကမင်းတို့ကိုအရင်ရှစ်လွန်းလို့နီးကက်ကက်နဲ့စကားလေးတစ်ခွန်းလောက်ပြပြောချင်လွန်းလို့မှားရွံ့တဲ့နီလန်တွေကိုတုံးမိသွားတာပါတကားလေးခဏလောက်ဖွင့်ပေးပါဦးနော်အထဲမှာစကားလေးပါလေးအေးအေးဆေးဆေးပြောရအောင်လို့ပါအခုတခါတော့ဘာမှပေါက်တက်ကြရနေမလုပ်တော့ပါဘူးလို့ကျိန်ဆိုရဲပါတယ်ကွာနင်တို့ကပြန်လာပြီးညနေပြောင်တိုက်ရဲသေးရဲ့ပေါ့နင်တို့ပါဇက်ကထွက်လာတဲ့များစကားတွေကိုငါလုံးဝမယုံဘူးအခုရှိချင်ငါတို့မျက်စိရှိရသွားကြတော့နင်တို့မျက်နှာရောငါထက်မမြင်ချင်တော့ဘူးဟုတ်တယ်အခုပဲအိမ်ပြန်ကြတော့တကယ်လို့နင်တို့တွေဆွတ်တူနေအောင်မဲဆိုရင်တော့ဒီတစ်ခါငါတို့အဖေကိုထက်တိုင်ယုံတယ်မကဘူးအဖေလက်ထဲကတနက်နဲ့အပြစ်ခံရပြီးဝမ်းပိုက်ပေါက်သွားအောင်လုပ်လိုက်မှာနော်အဲ့ဒီကြမှာနောင်တမရနဲ့ညီမနှစ်ယောက်စီကနေပြက်သားသားပြောပြီးမောင်းထုတ်ခံလိုက်ရတာကြောင့်စိုင်းခန်းနဲ့ခွန်အောင်တို့လည်းဘာမှထပ်မပြောရတော့ပါဘူးသူတို့နှစ်ယောက်ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးစိတ်ပြက်လက်ပြက်နဲ့ရှေ့လန်းတွေတရွတ်တိုက်ဆွဲရင်းရွာဘက်ကိုပြန်လှည့်သွားကြပါတော့တယ်ဒါပေမဲ့သူတို့တငယ်ချင်းနှစ်ယောက်တဲနာကနေခလန်းလန်းကိုထွက်လာပြီးတာနဲ့မကြခင်မှာပဲမေရှူးတို့ရှိရာတဲဘက်စီကနေဒေါတောင်တစ်ခုလုံးတုံဟီးသွားစီမဲ့ကြောက်စရာကောင်းတဲ့ကြားဟိန်းတန်ကြီးတစ်ချက်ထွက်ပေါ်လာပါတယ်အဲ့ဒီအတန်ဟာအရင်ကခွန်အောင်လုပ်ခဲ့တဲ့အတန်တူတွေနဲ့လုံးဝမတူပဲသွေးပြက်ရှင်စရာကောင်းအောင်ဟိန်းထွက်လို့လာခဲ့တာပါအဲ့ဒီအတန်ကြီးကလေတူထဲမှာတုံခါပြီးနားစီတွေကိုတိုးဝင်လာတဲ့အထိပြင်းထန်လွန်းလာတာကြောင့်စိုင်းခန်းနဲ့ခွန်အောင်တို့နှစ်ယောက်စလုံးရှေ့လန်းတွေရက်တန်လို့သွားကြတာပေါ့ဟိတ်ဆိုင်ကစောနာကအတန်ကမင်းနောက်ပြောင်ပြီးထက်လောက်လိုက်တာလားကွာမင်းကလည်းယူနေလားကွာငါကမင်းဖေးမှာကက်ရက်နေတာလေသေပြီအဲ့ဒါနောက်ပြောင်တာမဟုတ်တော့ဘူးတကယ်ကြားဟင်းနေကြီးကွာစိုင်းခန်းနဲ့ခွန်အောင်တို့ဟာမျက်နှာတွေသွေးမရှိတော့သလိုဖြူဖြော့သွားပြီးညီအမနှစ်ယောက်ကိုစိတ်ပူလွန်းလို့တဲဘက်စီအမြန်ဆုံးပြေးသွားကြပါရီမေရှုနိုင်ရင်တတိထားကြနော်ဘာမှမလုပ်နဲ့အောင်အဲ့ဒီအချိန်တဲထဲမှာတော့မေရှုတို့ညီအမနှစ်ယောက်ဟာ
သက်ရှူဖို့တောင်မေးနေလောက်အောင်ကြောက်လန့်တကြားနဲ့တယောက်ကိုတယောက်ဖတ်ထားပြီးတဲတောင်မှာတုံတုံရင်နဲ့ငိုယုံနေကြပါတယ်အခိုင်အမာပိတ်ထားတဲ့ဝါရကားရှက်ကြီးဟာအခုတော့အားကောင်းလာတဲ့လက်သေးရာတွေနဲ့အတူအပိုင်းပိုင်းပျက်စီးနေပြီးဟောင်းလောင်းပေါက်ကြီးဖြစ်နေပါပြီအဲ့ဒီအပေါက်ကနေတကယ်ကိုထွားကြိုင်လွန်းလာတဲ့ကြားကြီးတစ်ကောင်ဟာတတွေးတွေကိုတဆက်ဆက်ကြားရင်တဲတဲကိုတလန်းချင်းဝင်ရောက်ကညီအမနှစ်ယောက်ကိုခေါ်အုပ်ဖို့အတွက်အသင့်ပြင်လို့နေပါပြီကဲကြပါအောင်တဲရောက်ရှင်ကဲကြပါအောင်ရှင်အဲ့ဒီတေးရင်ရှင်အချိန်မှပဲတဲတဲကိုဘယ်ကနေဘလို့ဝင်လာမှမသိတဲ့ဆိုင်ခံကညီအမနှစ်ယောက်ရဲ့ရှေ့မှာကာစီးပြီးရက်လိုက်ပါတယ်ရက်လိုက်စမ်းအကောင်စုပ်ကြီးတချိန်ထဲမှာပဲခွန်အောင်ကအသင်းပါလာတဲ့သူ့ရဲ့တနက်နဲ့ကြားကြီးကိုချိန်ရွယ်ရင်းကျင်းဝါခဲ့လိုက်တော့တာပေါ့ငါမအင်္ဂလိပ်တွေကိုလာမထီနဲ့ဒါကိုမြည်စမ်းကြည့်လိုက်စမ်းရော့ခွန်အောင်ဟာသူနဲ့အတူအမြဲဆောင်ထားတဲ့တနက်ကိုဆွဲထုတ်ပြီးကြားကြီးစီကိုအပိုင်ချင်းကတစ်ချက်တည်းပြစ်လိုက်ပါတော့တယ်ကြီးတန်ကကြားရဲ့ဦးခေါင်းကိုတီတီလေးလွဲသွားပြီမဲ့ဒိုင်းကနေထွက်ပေါ်လာတဲ့တနက်တန်ကြောင့်ကြားစိုးကြီးဟာအကြီးအကျယ်ထိတ်လန့်သွားပါတယ်။ဒါကြောင့်ကြားကြီးဟာကြောက်လန့်တကြားနဲ့တစ်ချက်ဟိန်းဟောက်လိုက်ပြီးနောက်ကိုရှက်ရှင်းလှဲကအမောင်တူလေးကိုတိုးဝင်ပြောက်ကွယ်သွားပါတော့တယ်။တဲလေးအတွင်းမှာတော့ခဏတာတိတ်ဆိတ်မှုတွေပြန်လဲစိုးမိုးသွားပြီးမှညီအမနှစ်ယောက်လည်းမျက်လုံးတွေကိုအသာလေးဖွင့်ကြည့်လိုက်ကြပါတယ်။သူတို့ရှေ့မှာတော့အမောတကောနဲ့လက်ထဲမှာတနက်ကိုကြစ်ကြစ်ပေါအောင်စုပ်ကင်ထားတဲ့ခွန်အောင်နဲ့ဆိုင်းခန်းကိုမြင်လိုက်ရတာပေါ့ဒီတစ်ခါမှာတော့ဒါဟာနောက်ပြောင်ကြီးစဲနေတာမဟုတ်ပဲတကယ်အသက်အန္တရာယ်ပေးနိုင်တဲ့ကြားစိုးကြီးရောက်လာခဲ့တာဆိုတာကိုသူတို့နှစ်ယောက်စလုံးကောင်းကောင်းကြီးသိလိုက်ပါတယ်ကြားစိုးကြီးထွက်ပြေးသွားပြီးတဲ့နောက်တိတ်ကလေးအတွင်းမှာပြန်လဲဇိုးမိုးလာတဲ့တိတ်ဆိတ်မှုကအရင်ညတွေနဲ့မတူပဲထူးခြားနေပါတယ်အဲ့ဒီအချိန်နန်းရင်ကတုံရင်နေတဲ့အတန်လေးနဲ့ရှေ့မှာရပ်နေတဲ့လူနှစ်ယောက်ကိုကြည့်ပြီးမေးလိုက်တာပေါ့ဆိုင်ခံခွန်းနော်နင်တို့တကယ်ပဲငါတို့ကိုကယ်ဖို့ပြန်လာကြတာလားယင်အေးဘောဟာငါတို့အမားတွေအတွက်နှောင်းထားရလို့ပြန်လာတောင်းပန်ဖို့ကြံနေတော့ကြားဟိန်တန်ကြီးကြားလိုက်ရလို့ဘာမှတော့မစင်စားပဲပြေးလာခဲ့ရတာဟာနင်တို့ညီမနှစ်ယောက်ဘာမှမဖြစ်ပဲဘေးကင်းသွားပြီဆိုရင်ပဲငါတို့ကြည်နေပါပြီအဲ့ဒါဆိုရင်တော့အခုငါတို့ပြန်တော့မယ်နော်နင်တို့ကိုထပ်ပြီးစိတ်အနှောင့်အယှက်မဖြစ်စီတော့ပါဘူးဟာအရင်ကဆိုရင်အခွင့်အရေးရတာနဲ့အမျက်ထုတ်ဖို့ကြိုးစားတတ်တဲ့လူရှုံးတငယ်ချင်းနှစ်ယောက်ဟာအခုတော့အပြစ်ရှိသူတွေလို့ခေါင်းလေးတွေငိုက်ဆိုင်ရှားပြီးတဲတဲကနေထွက်သွားဖို့ရှေ့လန်းပြင်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲမေရှူရဲ့တားမြစ်တန်လေးထွက်ပေါ်လို့လာတာပေါ့။နေကြပါအောင်အခုရှရှင်ကြီးရောမပြန်ကြပါနဲ့အောင်ဒီညတော့ငါတို့နဲ့အတူဒီကျဲမှာပဲအဖော်လုပ်ပြီးနေပေးကြပါနော်။ဆိုင်ခံတဲ့ခွန်တော်တို့ဟာမေရှူရဲ့နူးညံ့တဲ့စကားသံကိုကြားလိုက်ရတော့သူတို့နားကိုတော့သူတို့မယုံနိုင်အောင်ဖြစ်သွားပြီးတယောက်မျက်နှာတယောက်ကိုအံ့ဩဝမ်းသာစွာနဲ့ကြည်လိုက်ကြပါတယ်။သူတို့ဟာကြားရံကနေအသက်နဲ့ရင်းပြီးကာကွယ်ပေးခဲ့တာကိုညီအမနှစ်ယောက်ကအာကိုတကြီးနဲ့ပြန်လဲလက်ခံလိုက်တာကြောင့်ရင်ထဲမှာကြည်နူးမှုတွေပြေးသွားကြပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်လည်းပျက်စီးနေတဲ့တဲတကားဝါကိုတစ်သားလုံးတွေဝါလုံးတွေနဲ့အခိုင်အမာပြန်လဲပိတ်ဆို့ပြီးနောက်ထပ်အန်ဒီရဲ့မလာနိုင်အောင်အတိအကျပြင်ပေးလိုက်ကြပါတယ်။တဲရဲ့အပြင်ဘက်မှာကြားအုပ်စုကြံနေအောင်မလားဆိုတဲ့စိုးရိမ်စိတ်နဲ့တကားတွေကိုကြန့်ခိုင်အောင်လုပ်ရင်တညလုံးအဆောင်အကျက်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဆိုင်းခန်းတဲ့ခွန်အောင်တို့ဟာအရင်ညကလိုအခွင့်အရေးယူတာဖတ်ဖို့ကြိုးစားတာမျိုးဒါမှမဟုတ်ပေါက်တက်ကရစကားတွေပြောပြီးနောက်ပြောင်တာတွေကိုလုံးဝမလုပ်တော့ပါဘူး။သူတို့ဟာမိဖို့ရဲ့တစ်ဖက်ရှမ်းမှာအင်ဒရီရနဲ့ခက်ခွာခွာလေးထိုင်ပြီးလုံခြုံရေးအတွက်စောင့်ကြနေကြပါတယ်။မိန်းကလေးတို့စိတ်အေးထားပြီးအိတ်ကြတော့လေဘာမှမစိုးရိမ်ရတော့အကူတို့နေရာဒီနားမှာတင်တညလုံးမအိပ်ပဲစောင့်နေပေးပါမယ်။အဲ့ဒီအခါမေရှူနဲ့နန်းရင်တို့လည်းတယောက်ကိုတယောက်ကြည့်ပြီးသဘောကျသလိုပြုံးလိုက်ကြပါတယ်။မေရှူဟာအဝိစာလေးတစ်ခုကိုယူပြီးဆိုင်းခန်းရဲ့အနားကိုအသာလေးတိုးကပ်သွားသလိုနန်းရင်ကလည်းခွန်အောင်ရဲ့ဘေးနားကိုခက်ဖြည်းဖြည်းလေးတိုးကပ်လို့သွားတာပေါ့။ရော့မျက်နှာချွေးကိုတုတ်လိုက်အောင်အသက်နဲ့ရင်ပြီးငါတို့ကိုကယ်တင်ပေးရဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်ဆိုင်းခန်းရဲ့။ကျမလည်းတကယ်ကျေးဇူးတင်ပါတယ်အကိုခွန်အောင်။မေရှူတို့ညီအမနှစ်ယောက်လည်းဆိုင်းခန်းတို့အနာကိုတိုးကပ်ကနှွေးထွေးတဲ့အနမ်းတပွင့်နဲ့အတူကျင်နာဆိုပြေးတဲ့ကျေးဇူးတင်စကားတွေကိုနူးညံ့စွာနဲ့ပြောလိုက်ကြပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲဆိုင်းခန်းနဲ့ခွန်တော်တို့ဟာရင်ထဲမှာစီတီးတန်တွေကြားနေရသလိုရင်ခုန်တန်တွေအယမ်းမြန်လာပြီးတကိုယ်လုံးတောင်းတောင်းကြီးဖြစ်သွားကြတာပေါ့။သူတို့ရဲ့အသက်ကိုယင်းပြီးကြားကြီးရဲ့ရန်ကနေကာကွယ်ပြီးခဲ့ရကြိုနှက်သွားပြီးဆိုတဲ့အသီးကသူတို့နှစ်ယောက်ကိုအတိုင်းအဆမရှိပျော်ရွှင်သွားစေပါတယ်။အရင်ကအမျက်ထုတ်ဖို့ပဲကြံစီခဲ့တဲ့
စိတ်အညစ်အကြေးတွေအားလုံးကလည်းဒီစစ်မှန်တဲ့မေတ္တာတုံ့ပြန်မှုတွေအောက်မှာပျောက်ကွယ်လို့သွားခဲ့ပါပြီ။သူတို့ရဲ့ရင်ထဲမှာတော့အရင်ကတခါမှမခံစားဘူးတဲ့ကြည်နူးမှုတွေနဲ့အတူအတိုင်းထက်အလွန်ပြည့်ရှံနေတဲ့ပျော်ရွှင်မှုကြီးကနေရာယူလို့ထားခဲ့ကြပါတော့တယ်။ဒီကနေ့ရဲ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်ဒီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစီခင်ဗျာ